Ya que la de luboa se chanda oni yerna rega yerna seku shanai ni semano yerna thaura sikanai bazi Ya que la de luboa se chanda oni yerna rega yerna seku shanai ni semano yerna thaura sikanai bazi yogi luda along jali masi chanye zi jali ti bazi pili langa I jam joshin zi Sura lonzo alo akolong di de la nyundu Tia sura kobo ala nyu ko shao ya me la mayu Panga sura di la nyao po purai shao lo kurba tue tu Tu yerna tau ma di puzo taika puzo zi Yogi luda along jali nasi chenye zi Jali ti ba zi Pili langa I jam joshin zi Kan su do ayagu Kwisha taja zi Kan kai chong ju gu Kwe cha ti ba zi Atai pye sok ma anagat Bánh cha thắp bà gì Yogi luda along jali nasi chenye zi Jali ti bà zi Pili langa I jam joshin zi Con đệ lâu bê lâu lâu Số đệ lâu bê lâu 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 tu ye twin drama a chupi zinaida era kan lo kora con kanga con chupi so kanga so chupi con kanga gì kan con gì luda rai bole yoki luda along jali nasi chenye zi jali ti ba zi Pili langa I jam joshin zi Tanya sura loka ma Mashi tin zong do ya Ane nye mya tanya shin Siye mu lo chong ya ma Tanya kin moha kin Toka kin lo chile ma Loba doda kin senze Konya ta dami rwe Yogi luda along jali nasi chenye zi Jali ti ba zi Pili langa I jam joshin zi Hey!
သာသနာနှစ်2590ခုနှစ်ဂောဇာတက္ကရာ1388ခုနှစ်အစုံလာကံ10ရက်ခရစ်နှစ်2026ခုနှစ်ဣန္ဒိလ25ရက်စနေနေ့လုံးမတာအေးချမ်းကာယပြီးကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောညချမ်းအချိန်ခါသမျှဖြစ်ပါသည်ဗျာအခုလိုအေးချမ်းကာယပြီးကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောညချမ်းအချိန်ခါသမျှမှာဘယ်သူတိုင်းဒေသကြီးဘယ်သူမြို့နဲ့ဘုရားကြီးမြို့ရက်ွက်ကြီးတည်ရှင်နေကရက်ွက်ရှင်းမျက်နှာသာနာမတော်ကြီးအားရှင်နေကရက်ွက်သူရက်ွက်သားများဥဆောင်၍စေရနာရှင်ကုသိုလ်ရှင်များမှာဥပေါင်းစုကြောင်းမှာကိုလူကိုဒကိုအားကိုစနစ်ဖြင့်ကွန်ကရစ်လမ်းခင်းကြရမှာအကျဉ်အထူးရှစ်လက်မှအကျဉ်12ပြီးအရှိအားဖြင့်1250ပြည်ကိုအောင်မြင်ပါခင်းခြင်းဖြစ်ပါသည်ဗျာလမ်းခင်းပြီးစီခြင်းအထိတ်မှအောင်ပွဲဖွင့်ပွဲအကျိုးဓမ္မပူဇာပွဲသဘင်တတိယနေ့ညဓမ္မသဘင်ကိုပြုလုပ်ပြုပါရန်လူတွေကလျှောက်ထားအပ်ပါသည်ဗျာစီစဉ်တဲ့နမောတတ3ကြိမ်3ခေါက်ရွတ်ဆို၍ခန္ဓာကိုဖွင့်လှစ်ပေးရန်ဖြစ်ပါသည်ဗျာခန္ဓာအစီအစဉ်ဖြစ်မှာတော့ဆရာတော်ရှင်သူမြတ်ဤဓမ္မတရဏဂုံနဲ့အင်္ဂါ5ပါးနဲ့ပြည့်စုံသောသီလတော်မြတ်ကိုသို့သူတော်ကောင်းပေါင်းတို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တစီစဉ်ရဆရာတော်ရှင်သာသာဩသာသာဩသာသာကာယကံဝစီကံမနောဒေါသသတိသောအဖြစ်တို့ကိုနှစ်ကြိမ်သုံးကြိမ်များအောင်ဘုရားယတနာဘုရားအယုအတိလေးများရဆုံးမူ၍ဘုရားမှာသောရောဝါဤရှင်မြတ်ယံလူမှာပါဝိပဿနာတရား၄ပါးယတနာတရား၅ပါးတို့မှာအခါခါသိပြေလုံးရှင်ဘုရားအရိဝါဒနာတိလိတနေဇာဝဒပဇ္ဇာယိနောသတ္တရောဓမ္မဝရတိအာယုဝနာမြတ်သုံးပါးတို့အားတတ္တာယုကျိုးလက်ဆုံမူ၍မာတိပြီးတော့လူရကြတဲ့ဒကာဒကမပေါင်းတင်သူတော်ကောင်း
လောဟာရဏဆောင်ရွက်ကြတဲ့ဓာယိကမှာပေါင်းတင်သူတော်ကောင်းဘုရားကြီးရက်ွက်မှာပြီးကင်းနေထိုင်ကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်တို့ရဲ့အစ္ဆဒတန်တံယောဂန္တရကဒုဗိကန္တရကတက္ကန္တရကကတ္တုမကိုကြော်လွှား၍အသက်ရှည်ခြင်းအစင်းလာခြင်းဉာဏ်ပညာကြီးခြင်းဘုံတော်အာနုဘောကြီးခြင်းအချွေအယံများခြင်းတို့မှာဝဘဝတူတူနဲ့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြစေဘယံဗန္တိတန္တာရဝလူဇောစိတ်ကအကြံပေါ်၍တေကုတံဒေသကြီးတေကုမြို့နယ်ဘုရားကြီးမြို့ရက်ကွက်ကြီးတဲ့ရှင်မင်းကံရက်ကွက်မျက်နှာစာဘိလမ်းမာကြီးအများပြည်သူစုပေါင်း၍လူဒန်းသောဒါနကုသိုလ်သောက်တရားသောသီလကုသိုလ်ပွားများရာသောဘာဝနာကုသိုလ်ကံစေတနာအပြာပြာတို့ကြောင့်တပည့်တော်တို့သည်မရှိမလားဘဝဆိုသောစကားသည်ဘေသောခါမမကြားရပဲပေကံစွန့်ကြဲနိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ရပါလို၏အရှင်ဘုရားဣဒံမေပုံညံအာတဝက္ခယဝါဟောတုဣဒံမေဒါနံနိဗ္ဗာနတသစ္စယောဩတုဣတရတိနာပေသတေလံကတုကံကတောဝါဓမ္မာအပမတိနာသမာတိသာသောတဘာကောပေါင်းမင်္ဂလာပေါင်းနဲ့တရေမွေကကြောတရားတော်ဤအမြိုင်စေရုတိုင်းကျွေးပါမည်မြတ်တိဆရာတော်ပြုတော်မူပါဖရာယောတိပံကြအခွင့်တော်ပေးတော်မူပါဖရာတန်တရားတန်ဆုံးလဲနွားတို့ဝဲချကြရှောက်ရဤဘဝလောဘကိုမတတ်နိုင်ပါလောကလုံးနဲ့မောဟကဲလို့မိုင်မှန်ပြီလဲမပေနိုင်ပါအာဒီအခါကအတိရှိတော်များတာမယစိတ်ဤစေယဖယာတာရုတာရုတာရုပါဗျာ1388ခုနှစ်နယူလဆန်းဆယ်ရက်နေ့ညချမ်းအချိန်တေဂုတိုင်းဤကဤတေဂုမြို့နယ်ဘုရားကြီးမြို့ရက်ကွက်နမကြီးကိုအများပြည်သူစုပေါင်းပြီးတော့လှူဒန်းတဲ့လမ်းအောင်ပွဲအဖြစ်3ညပန်းတန်စ
င်ကျင်းပအပ်တဲ့ဓမ္မသဘင်ပွဲမှာရှင်မင်းကရောက်ွက်သူရောက်ွက်သားများတရားကိုလိုလားတရားကိုတက်တဲ့တရားပေါ်မှာပြုံ့ဖို့နေကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်များဘေးကင်းရန်กว่าချမ်းသာဒုက္ခနဲ့ပြည့်စုံပါစေလို့ဘုန်းကြီးတို့ဒီမေတ္တာလေးပို့တာပြီးတော့ဓမ္မသဘင်ကိုစတင်ပြီးတော့ဖွင့်လှစ်ပါပြီသူတော်ကောင်းတို့ရဲ့စေတနာကနှိုးဆော်ပြီးတော့တို့လမ်းတော်အောင်မြင်သွားပြီဒီလမ်းမှာဆောက်ရှောက်နေကြတဲ့ပုဂ္ဂိုလ်တ attva တွေလမ်းအမလူရန်ကြတဲ့တရားဓမ္မပေါင်းတင်သူတော်ကောင်းတွေထပ်မံပြီးတော့ကုသိုလ်တွေရရှိပါစေလို့သုံးညတိုင်တိုင်ဆင်ခြင်ကျင်းပအပ်တဲ့ဓမ္မသဘင်ပွဲအဲဒီဓမ္မသဘင်ပွဲမှာပရမညာဒုတိယညာတတိယညာအဲ့ဒီသုံးညမှာဘုန်းကြီးတို့ကဒီနေ့ဒီတရားဓမ္မပေါင်းတင်သူတော်ကောင်းအောင်ပွဲတစ်ခုမှာတရားနဲ့ကျေးဇူးဆက်ခွင့်ရသည့်အားလျော်ညီစွာသူတော်ကောင်းတွေကလက်အောက်ကလေးတွေကိုယ်စီခြေလို့ဘုန်းကြီးကနေပြီးတော့အနန္တငါးပြားကိုရှိခိုးကြရအောင်တို့သူတော်ကောင်းတွေကအားလုံးအနောက်ကလိုက်ဆိုဧလုဘဝရဲ့ကိုမူကြီးဂရာယုတိလက်ဆုံးမူကြီးရှေကိုကရောဝါဤဗျာပရိသတ်ရေရသေးတဲ့လူဘဝဟာအမြတ်ဆုံးပဲမှန်ရလားအဲ့ဒီအမြတ်ဆုံးဘာကြောင့်ဖြစ်တာလဲလို့မေးမှန်ရလားနတ်ဘဝကနေပရိသတ်ရေလူဘဝကနေနတ်ပြည်ကိုရောက်တယ်ယမပြည်ကိုရောက်တယ်ပရိသတ်ရေနတ်ပြည်ပြမာတွေဒီရှင်မင်းကျန်လမ်းကြီးကိုလမ်းခင်းလို့ရကြလားမရပါဘူးဘယ်သူတွေခင်းလို့ရလူတွေရဲ့ပရိသတ်ရဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုကုသိုလ်ပြုရင်ရတယ်လို့သိတာကဘိုးကိုကြောပြရတဲ့ကိလေသာမသိဘူးပရိသတ်ရဲ့သိရလားဘယ်သူတွေသိဒါကြောင့်မို့ရခဲ့တဲ့လူဘဝကအညံ့ဆုံးလားအမြတ်ဆုံးလားအဲ့တော့ဒီတဲ့ညံ့အောင်ပရိသတ်ရဲ့ရလာတဲ့ဘဝကြီးကိုတို့ဖျားကိုကြောခွင့်မရဘူးလားဘသူတွေကြောကိုရတာလေလူတွေကြောကိုရရင်ဒီပြက်များအောင်ကြိုးစားရမှာလူပဲမှန်ရလားဆိုလိုက်ပါဧလူဘဝအယတော်ဒီတရားတော်များရဲ့ဂုဏ်ကိုကြီးဂရာယုံကြီးလက်ဆုံးမို့ရှေကိုကရောဝါဤဗျာနံပါတ်1ရလာတဲ့ဘဝမှာဘုရားကိုပူဇော်ခွင့်ရတာလူပဲတဲ့ဒုတိယဘုရားဟောကြားခဲ့တဲ့45ဝါတိုင်တိုင်ဟောခဲ့တဲ့တရားကိုလည်းပရိသတ်ရဲ့နတ်တွေလူတွေမြမာတွေနာလို့မရအောင်ဗျာမိုးကိုကြောပေးရတဲ့တိရိစ္ဆာန်တွေနာလို့ရလားမရပါဘူးဗျာဒါဆိုဒီပုဂ္ဂိုလ်တွေကဘာတွေပါလဲလူတွေပဲတဲ့အမြတ်ဆုံးဖို့လို့တရားကိုဓာတုစေတီဓမ္မစေတီဩဒိတစေတီပฏิဘောဂစေတီရဲ့စေတီကိုလက်တည်ခွင့်ရတာဒီလူတွေပဲဒီစေတီကိုကိုယ်ကိုယ်ရတာလေလူတွေပဲတဲ့ဒါဆိုရင်ပြိဿရဲ့ရလာတဲ့ဘဝကအမြတ်ဆုံးသည်ပြောပြိဿရဲ့တူလိုက်ဆိုအရှင်ဘုရားရှင်မင်းကလမ်းဖွင့်ပွဲ၌နောက်ဆုံးညဟောကြားတော်ဆရာတော်ဥဒိတိဤမေပြန်မှုမှန်သမျှကိုအနောက်ကနေကျဲဖြေပါမည်ကျဲမဖြေလျင်ဒီနေ့ကာလခေတ်ကာလမှာဖြစ်ပြနေသောစုံမဆိုင်ကဲစုံမကားစီဆိုင်၌တန်းစီလျင်မပြေသူအားလုံးစီမရပဲရဲ့ရဆက်လက်အိမ်ပြန်ရောက်ပါစေသာအရှင်ဘုရားပရိသတ်ရေဘေဘဝအမြတ်ဆုံး
သူကိုနံပါတ်1ကြောခွင့်ရဘသူဟောတဲ့တရားကိုနာခွင့်ရစီမယမှာကြောက်လို့နည်းနည်းချင်းခုနတိုးသည်မှန်ရဲ့လားလိုက်ဆိုရင်လူဘဝအရာတော်သည်တဏှာတော်များရဲ့ကိုယ်ကိုကြီးတရားယုံကြည်လက်ဆုံးမို့၍ရှေကိုကရောပါဤဘုရားပရိသတ်ရဲ့ရဟနာတဲ့လူဘဝမှာသာသနာမရှိရင်ပရိသတ်ရဲ့မိမိတို့ရဲ့ရည်နဲ့တိတ်ချမွေးလာတဲ့တာငါယရနာတွေသာသနာပေါ်ပေါ်တွတ်တွင်းချင်းလို့ရပါမလားမရပါဘူးဗျာဘသူရှိနေလို့သာသနာရှိလို့ပါဗျာဒါနာပြုဖို့ရှိတာဒီဘသူရှိလို့သာနာရှိလို့မှန်လားပရိသတ်ရဲ့သီလစောင့်တည်ခွင့်ရတာဒီဘသူရှိလဲမှန်လားပရိသတ်ဘာဝနာတဲ့ဝိပဿနာအားထုတ်ခွင့်ရတာလည်းဘသူရှိလို့ဒါဆိုရလာတဲ့လူဘဝမှာဒီသူတော်ကောင်းတွေကသုံးကျင့်သုံးခုမြတ်သွားပြီမှန်ရလားတစ်မိုးကိုကောင်းပေးတာလို့လူစင်စစ်ဖြစ်လို့ဖယားကိုကိုးကွယ်ခွင့်45ဝါတိုင်တိုင်ဟောကြားခဲ့တဲ့တရားဓမ္မဒေသနာကိုနာကြားခွင့်ဒီလူစင်စစ်တွေမနာဘူးလားနာရဒီလူတွေကသာသနာနဲ့ကြုံလို့မိမိတို့ကိုယ်တိုင်ဒါနသီလဘာဝနာစောင့်တည်ခွင့်မရဘူးလားဘုရားတကားအပြည့်ရတာလေလူတွေမှန်လားပြိတ္တာတွေကျောင်းတကာဖြစ်ခွင့်ရတာလေလမ်းအလူဖြစ်ခွင့်ရတာလေမှန်လားပြိတ္တာတွေမိမိတို့ဒီနေရာလေးမှာဒီရက်ွက်လေးမှာပြိတ္တာတွေမိမိတို့မိုးတဲ့ဝက်တွေနွားတွေကိုယ်တွေမရှိဘူးလားရှိလားအဲ့ဒီပုဂ္ဂိုလ်တွေလမ်းလူနေတယ်လို့သိရလားသိပါဘူးဗျာဘယ်လိုတွေသိတာမမြတ်ဘူးလားဒီတဲ့မြတ်တဲ့ဘဝမှာသာသနာနဲ့လဲကြုံတယ်လူ့ဘဝလဲရဖယားထားတဲ့သာသနာမှာတန်ခါတော်ရှင်သူမြတ်ကြီးမိမိတို့ကကိုးကွယ်ပြီးတော့ဖယားတကကျောင်းတကတိတ်တကယဟန်တကလူကိုဖြစ်ခွင့်မရဘူးလားဘယ်သူရှိလို့သာသနာမရှိရင်လူလို့မရလားပြိတ္တာကြီးဒါကြောင့်မို့ရလာတဲ့ဘဝလေးမှာဖယားကိုကိုးကွယ်ကြရလာတဲ့ဘဝလေးဘယ်လိုကိုကိုးကွယ်မလဲဘုရားဟောကြားခဲ့တဲ့ပရိသတ်ရဲ့45ဝါတိုင်တိုင်ဟောကြားခဲ့တဲ့တရားဓမ္မဒေသနာတွေကိုဘုရားကဟောခဲ့ပြီးလမ်းပြခဲ့ပြီးကျင့်ရမှာလူတွေမှန်ရလားဘုရားကပရိသတ်ရဲ့တို့အတ္တလဲတင်ပဲပင်ဆုံးမသိပ္ပံမချံဘေးရန်စီးကသိဉာအပုတ်ဆရာတို့တဲ့ဆရာသမားကတတ်အောင်သင်ပေးတယ်မှန်ရလားဘုရားက45ဝါတိုင်တိုင်ဟောကြားခဲ့တဲ့တရားဓမ္မဒေသနာတွေကိုချက်သားချက်သမီးတို့ငါဘုရားပြခဲ့တဲ့လမ်းစဉ်ကိုတင်တို့ကျင့်ရလို့ဘုရားကမှာသွားတယ်ကျင့်ရမှာကလူရဲ့အလုပ်မှန်ရလားဘုရားကလမ်းပဲပြတာနော်ဘယ်မှာပြဘူးလားပြလားအနိစ္စမမြဲခြင်းဒုက္ခဆင်းရဲခြင်းအနတ္တအဆုံးမရခြင်းဒါနသီလဘာဝနာလို့ဘုရားမပြဘူးလားပြတယ်ပြရုံပဲပြလိုက်တာပရိသတ်ရဲ့မိမိတို့ကလုံးဝမှမိမိတို့ရဲ့တာဝန်ပဲပရိသတ်ကိစ္စနဲ့လေကျေးဇူးဆက်တယ်ဒီနေ့ဆိုရင်တို့အားလုံးတရားတော်မှာသိတဲ့အတိုင်းပဲစီဒီဒုက္ခမရဘူးလားရောက်တော့ပရိသတ်ဘုရားကြီးအတင်းနဲ့ဘုန်းကြီးမှာပူနေရကိုယ်ပိုင်တို့မပူလားပူอ่ะကိုယ်ပိုင်ရဲ့စီဒီရဲ့လားတို့ကားတွေကကွာလို့ဗလက်ကားတွေရဲ့နိုင်ရင်တင်းနေရရှိတော့တို့ဘာပြီးရှင်လမတို့နဲ့ခင်းတယ်အရှိဒီပရိသတ်ကြီးများစွာသောအရှိကိုခင်းလာပြီးတော့တို့တရားတော်မှာကုသိုလ်မများဘူးလားအဲ့ဒီများသွားလို့မတော်လို့ပရိသတ်နွားလေးလေးပေါင်းတဲ့တစ်တုံးဆွဲတယ်ပေါ့ပဲ့သွားရင်ပရိသတ်အပြည့်မမြင်ပါနဲ့သူ့ကိုပရိသတ်တုံးဤဆောင်ပါခြင်းနဲ့မင်းလုံးလို့ကွာတို့ဒီနေရာလေးပြန်ပြင်ခြင်းနဲ့မင်းပြန်ထဲပါကွာလို့ဒီလိုလေးပြောလိုက်မှန်လားပရိသတ်ဘုန်းကြီးဆရာသမားပြောခဲ့လို့ဒီအတိတိလို့အဲ့ဒီအတိစိတ်နဲ့ဒီနေ့အချိန်ဒီလမ်းပြင်ခြင်းဖျားတိခြင်းကြောင်းဆောက်ခြင်းပရိဒတ်လုပ်ခြင်းယနေ့အချိန်ထိခဏကတည်တတ်နေတာပါပရိသတ်ကြီးပါရလားသဘောပေါက်ရလားဒါဆိုရင်ဒီမဲ့ပရိသတ်ကြီးတရားလေးရဲ့ဘုန်းကြီးဇလန်းတူတူလေးနဲ့ပဲအပြီးသိမ့်မယ်မှန်ရလားပရမညဆရာတော်ဗာတရားဟောညီယာမဣဒ္ဓမေဟုတ်ပြီဒုတိယတရားထပ်ပြီးမှကြောက်လို့တရားထပ်ပြီးမှကြောက်ဘုန်းကြီးပေးနေတာကျန်တာမေးတာမဟုတ်ဘူး
ပိုင်နာပြိဿကြီးရှိရဆရာတော်ကလည်းဒီတရားပဲဒုတိယဆရာတော်ကလည်းဒီတရားပဲတတိပရမဆရာတော်ကညီနာမတိတာမယ်ဒုတိယကဒါဆိုရင်ပြိဿကြီးဘုန်းကြီးဟောမယ်တရားနဲ့ကလွယ်ပြီမှန်ရလားဟောတယ်လုံးတဲ့နေရာမှာကြည်ဘုန်းကြီးဟောတယ်မှန်လားပြိဿကြီးဒါကြောင့်မလို့ဒီနေ့ဒုဒကာကမပေါင်းတင်သူတော်ကောင်းကိုဥပိ္ပိပေးလူစီခြင်းနဲ့တရားအမိကပြိဿကြီးမေတ္တာထားပါပါတယ်လေမေတ္တာထားပါမှန်လားပြိဿကြီးအဲ့တော့မေတ္တာထားပါဆိုတဲ့တရားလေးကိုဒီလမ်းနဲ့လေအဝန်ကြကြမှန်လားပြိဿကြီးလုံးတဲ့ပုဂ္ဂိုလ်တွေမှာလည်းအဝန်ကြကြဖြစ်အောင်ဘုန်းကြီးတို့ကတရားကိုရှာရတာမှန်လားပြိဿကြီးရှာရတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်ရေးရတာမဟုတ်ဘူးမြတ်စွာဘုရားဟောခဲ့တဲ့တရားပဲမှန်ရလားဘုရားဟောတဲ့တရားကိုပြိဿကြီးအပူလည်းလုံးလို့အလိုလည်းလုံးလို့မေဇိမာပရိပရာတဲ့ဒီတရားပဲပြိဿကြီးဘောင်တရားဟောရမှန်လားပြိဿကြီးဒါကြောင့်မို့ဒီကနေ့ဒုရဂါရကမပေါင်းတင်သူတော်ကောင်းလက်အောင်ပွဲလက်ဖို့ပွဲကြီးမှာဒဂါရကမတွေဥပိ္ပိနောက်ဆုံးဘိတ်ပေးရတဲ့တရားအမိကမေတ္တာထားပါလို့တရားကိုပြိဋ္ဌာရဲ့ဓမ္မတပင်စတင်ပွင့်လက်ပါပြီမိမိတို့ရဲ့ခန္ဓာလေးကိုအရိယာပုတ်ပြတာတို့တရားကိုလွတ်လပ်စွာနာကြားလို့ရပြီပြိဋ္ဌာရဲ့ပြင်ပန်းနေပြီလားပြင်လာပါစီဗျာဆိုစေမောဟလမ်းကြီးရဲ့ခါကောင်းကိုငုတ်ထားအိမ်နိုင်လို့မမှန်မိရင်ဝဲတာဝမယူအိမ်နိုင်လို့မမှန်မိရင်ဝဲတာဝမယူပလင်မောကတရားဟောတဲ့အခါမျက်လုံးကိုပြူထားဘာစားလို့လဲဘာစားလာလဲဘယ်တော့ကလဲပွားကောင်းကြီးကပရိသတ်ကြီးချုပ်အရေးကလှုပ်မှန်လားမှန်လားပရိသတ်ကြီးသဘောပါရဲ့လားဒါကြောင့်မို့ပြိဿမိမိတို့မအိတ်ထောင်နည်းနည်းလေးနှိုးလိုက်တာမှန်ရပြိဿအိမ်နိုင်နေပြီလားအိမ်နိုင်ရင်ပြိဿရေမနေ့ကဘုန်းကြီးကလည်းဖဲကျုံးဝင်ပြမယ်မိမိတို့လည်းတခါတည်းပြမဟုတ်လားမကောင်းဘူးလားမှန်ရပြိဿရေအဲ့တော့တရားနာရင်မှတ်မိဖို့လိုတယ်မလိုလားလို့လားရွာတရားမှာမှန်ကန်တဲ့ကြောင့်ဘယ်သူစောက်ရှောက်သူတော်ကောင်းနေမစောက်ရှောက်လားစောက်ရှောက်ဒါကြောင့်မို့တို့သူတော်ကောင်းတွေကိုဒီကနေ့နောက်ဆုံးပဲပရိက္ခဆရာတော်ဥပ္ပတိရှင်းနှစ်ပါးနဲ့ရှင်းရင်သူဘာသာဥပ္ပတိနောက်ဆုံးပိတ်လက်ပေးတဲ့တရားအမိပြောကြည့်ပါမဆလရွာကမာခလူလင်လေးရုပ်ရင်းနဲ့စိတ်ညာမေတ္တာထားတဲ့စိတ်ဒါကြောင့်ဒီနေ့ဒီဟာဓမ္မတွေတရားပွဲလုပ်တယ်ဆိုတာမကောင်းတဲ့လို့လားကောင်းတဲ့လို့မတည်မချင်းမေတ္တာကထားပရိသတ်ဘသူပေါ်မှာမှအိတ်တာမေတ္တာစိတ်နောက်ဆုံးတစ်လုံးပြောခဲ့ခြင်းကရဟနာတဲ့ဘဝမုန်းဖို့ကောင်းပြီးတော့အသက်ရှင်နေတဲ့ကာလပတ်လုံးကုသိုလ်မရခြင်းနေပါစေပရိသတ်ရဲ့အာကုသိုလ်ဖြစ်အောင်မနေနဲ့မှန်လားအာကုသိုလ်တစ်ချက်လုံးရင်ဘဝတစ်ခုမှာ900ခံရလိမ့်မယ်မှန်လားပရိသတ်ရဲ့မခံလားခံရလားအဲ့တော့ကုသိုလ်မရရင်လူပြန်ပြင်းရင်ဆေးရမယ်အသိရှိလို့တရားနာဝိပဿနာအားထုတ်ခန္ဓာငြိမ်းချမ်းသေးတယ်မှန်ရလားကိလေသာပြေသွားလို့တရားနာလို့မှန်ရလားပြိဿရေဒါဆိုရင်ဒီကနေ့နောက်ဆုံးပိတ်လမ်းအောင်ပွဲလမ်းပွင့်ပွဲမှာမတတမတိတတိနဲ့ရှင်းနှစ်ပါးနဲ့ရှင်းအရာကြီးတစ်မျိုးနဲ့လုံးရှင်မင်းကတစ်မျိုးနဲ့လုံးနဲ့ရှင်းမြန်မာတိုင်းနိုင်ငံလုံးနဲ့ရှင်းမတတလေးဒီဥပိ္ပိလာဟောပြီးတာပါပြိဿရေရှင်းတတ်ရဲ့လားရှင်းပါပါဘုရားသဘောကိုကြားရဲ့ဒီကောနေတည်းရဲ့လားဒါကြောင့်ဘုပရိသတ်ရေမာငါလူတွေအမိပေးရတဲ့တန်းစာအမိကမေတ္တာထားပါတဲ့မာငါလူတွေပရိသတ်ရွာသူကြီးကိုပြန်တုတ်ပြန်လာတုတ်ပြန်ပါဗျာမဂရတိုင်းကဘယင်မင်းမြတ်ကိုတုတ်ပြန်လာတုတ်ပြန်ပါဗျာတိလိစ္ဆာန်ကိုတုတ်ပြန်လာတုတ်ပြန်ပါဘာထားလဲမေတ္တာကိုအေးချမ်းနေတဲ့မိမိရဲ့သီလလုံးလို့ကိုစောက်တဲ့နတ်တွေကလည်းကာကွယ်ပေးတယ်မှန်ရလားဒါကြောင့်မို့ဒီနေ့လမ်းအောင်မောကြီးမှာနောက်ဆုံးပိတ်အိတ်တဲ့လွယ်တို့တရားဓမ္မတွေလူခွင့်ရတဲ့တရားတော်ပွဲကြီးမှာပရိသတ်ရဲ့မိမိတို့အပေါ်မှာဒီနေ့ပရိသတ်ဆရာတော်ဦးကြီးကနေပြီးတော့ဒီနေ့မာကလွတ်လင်တည်တဲ့အခါကာလမှာပရိသတ်တော်တာလက်နေပြင်းတရားဒီဖောင်းမှန်ရလားပရိသတ်ခုနကရဏဂုံသုံးပါးလုံးတဲ့ကာယကံဝစီကမနောကံဘလုံးလားလုံးလား
ဘာဝတိယမလုံးဘူးလားအဲ့တော့ပြိဿိဘာငါလူတွေတို့မလုံးချင်းနေပြီတို့ရလာတဲ့ဘဝတွေတခဏမှာပြိဿနေ့စဉ်အာဟုတုဖြစ်အောင်မနေကြပါနဲ့မှန်ရဲ့လားဘာဖြစ်အောင်မနေနဲ့လဲအာဟုတုဖြစ်ရင်အာဟုတုပဲပါမယ်နော်မှန်လားပြိဿအခုဘုန်းကြီးတို့လမ်းပြင်လိုက်လားလမ်းတဝက်လက်ရမှာပုံလေးတွေမရှိဘူးလားရှိတယ်နော်ပြိဿနဲ့ဆေးရမယ်သီလပြီးဦးတော့ရင်နဲ့ဘာဝနာတိဥသောရေနဲ့ဆေးမသားလေးရဲ့ရလာတဲ့အစ္စရကအကျွေးတင်းနေရဲ့ဒုပရိသတ်ရဲ့ကာယကဝစီကမနောတန်တဲ့ပြန်ပြီးဆေးကြောရမယ်မှန်လားပရိသတ်ရဲ့သဘောပါရဲ့လားဒါကြောင့်မို့မမားတဲ့ပုဂ္ဂိုလ်အဲ့တော့အမားကိုအမားမသိရင်ပရိသတ်အမားဆက်မလို့ရင်ကိုယ့်အတွက်အမှုဆိုမနေဘူးလားမနေပါဘူးဒါကြောင့်မို့ဒီနေ့တို့တရားကမှာပေါင်းတင်သူတော်ကောင်းတို့လမ်းတူရတဲ့အကျိုးသည်ဘာကလူနေကိုနမူနာယူပြီးတော့ဒီနေ့လမ်းပြင်တဲ့အတွက်ကြောင့်ဘာကလူနေဆင်းနေလို့တေးလားတေးပါဘူးဘေးမင်းနဲ့ဆင်းတဲ့နိုင်ငံတော်တေးရလားတေးပါဘူးမာစလရွာလူကြီးဂုံးတိုက်တာကောအောင်မြင်ရဲ့လားအောင်မြင်ပါဘူးမှန်ရလားပရိသတ်ဒါကြောင့်မို့တို့သူတော်ကောင်းတွေမေတ္တာအတိထားပါမှန်ရလားပရိသတ်ဒါကြောင့်မို့ဒီတရားဒီအိန္ဒိယမှာညီလို့ကပါအစုပ်ကတ်လို့ခြေနဲ့တယ်ဆိုရင်ပြိဿလက်အုပ်ချီအိမ်ပြန်ပို့မယ်တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်ရဲပါစေယနေ့အလုံးကိုကြောက်လာတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေဆရာတော်ဘုရားလည်းကျမ်းမာပါစေယနေ့အလုံးကိုကြောက်လာတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေသောမကြတာတွေ့လျင်နေဝတံတို့သိခံရတာပြန်ရနေတော့နေဝတံတို့မေတ္တာရဲ့သက်ခါပြန်လိုက်တဲ့စိတ္တရာတွေကိုမှန်စွာမနေပြန်မလေးတော့ပြန်ကြစီယာဂုံတတိမိခင်ကြီးတော်ရမြူအားဒီလူ၍ဥတာရတော်ဝိမိသားသူရှင်မင်းကဆယ်လကလူတော်ငယ်၅သိန်းတက်ကိုကြာရောက်ပြီးတော့လူတန်းပေးပါရမြတ်တရားပါအာတုတိပါ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 တိဥခေတော်ဝိပါတိပါတိပါတိကွယ်လုံးလူတသိန်းကြသာဓုသာဓုသာဓုအဲ့ဒီတန်းပြသာဓုသာဓုသာဓုဒီလိုနဲ့ဆယ်လမ်းကဓမ္မဘုရားပြောပြီးတသိန်းကြကိုလာရောက်လူတန်းပြပါရအောင်တည့်ရပါလေသာဓုသာဓုသာဓုဒီပါကိုယ်တိုင်မမောသမာဓိမရှိပါမရှိပါတ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 ိပါအောင်ရင်းနေတာကိုယ်တော်ကြာတိပါတိပါတိပါတိဘုဒ္ဓပါတိပါတိဘုကျော်ဥတော်တင်ထွေးနေလက်ဖက်တော်မိဘများကြီးတွေဒေါက်တာစန်းဝဲမိသားစုရှင်မင်းကရှလန်းမဆန်အားရပြီးတော့ကြံပြပါပါတိတတိကပါတိ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 ကျွန်တော်3000အလူရှာလူတန်းစုစုပေါင်းစုပေါင်းလူတန်းတွေ30တိဖြစ်ပါတယ်ခင်ဗျာသာသုသာသုရပ်ွက်ကြည့်ကြည့်စီမံကြံရပ်ွက်အားလုံးသောမိလမကြီးပေါ်မှာအများပြည်သူစုပေါင်းပြီးတော့လူတန်းတွေရဲ့ကုသိုလ်ကောင်းမှုအဆုစုတို့ကိုဘဝတန်ခါရကတော်ဆက်တဲ့မြင့်တင်ဖခင်ယခုဘဝတော်ဆက်တဲ့မြင့်တင်ဖခင်အမြတ်တမ်းနဲ့ပြေဝေကြရအောင်တန်ဆောင်နဲ့ဆံဆောင်နဲ့လူဆောင်နဲ့အားလုံးကိုအမြတ်တမ်းပေးမှဖြစ်တဲ့အတွက်ကြောင့်ဒီတော်ကောင်းတွေကကိုယ်စီကကုသိုလ်ရအောင်လိုက်ဆိုအဲတော့သူတော်ကောင်းတွေထပ်ပေါင်းလို့
ဒီလမ်းမှာလူအပ်တဲ့နေရာ3ခုပုံရ30ထားကြပါလား20ကတော့ပုံကြီးတဲ့လူမျိုးမှာလူအပ်တဲ့ပရိသတ်ကိုဆောင်ရွက်မှာဖြစ်တဲ့ကြောင့်ပရိသတ်ကြီးချိန်နိုင်ရလားပရိသတ်ဆိုအားလုံးပုံကြီးတဲ့ဒီဘဝလမ်းဖို့ဘွေးကြီးမှာဝမ်းမြောက်ဝမ်းသာဖြစ်လူတို့များကုသိုလ်နိဗ္ဗာန်တတ်တာပစ္စည်းရောဟောတုပါလို့အာရုံပြုပြီးတော့ခြေဆက်တွန်းချအမြတ်ကောင်းလို့မှာကင်းရပုံရချုပ်ရရဲရဖြစ်ပြီးကဲသူမျိုးနဲ့ဘုရားကြီးမျိုးရက်ွက်ကြီးတဲ့ဆွေလင်းကံရက်ွက်မြတ်မကြီးအများပြည်သူသောကြောမွေမွေတောတန်ဟံဒီတန်၍အရိတော်တို့သည်လူရန်ပြီးသုံးညတန်တိုင်းဆင်ကျင်ရပ်ပအပ်တော်ဓမ္မကပေပွဲ၌တရားနာပရိသတ်တို့အားအာဟာရဒါနယင်ဒါနအေးဒါနအတန်ဒါနသံဒါနလူရန်ရသောစံကံဤသောအာတတိကြောင့်ဘုရားတို့သည်ဘဝတိုင်း၌ကျမ်းကျမ်းမာမာဆန်းကျမ်းသာသာနိဗ္ဗာန်ကိုရောက်ရပါလို့ဤရောက်ရပါလို့ဤအရှင်မြတ်ဘုရားဘုရားတို့သည်ဘဝတန္တရာတော်ဆက်ခဲ့သောမိခင်ဖခင်ယခုဘဝတော်ဆက်ခဲ့၍ကိုဇံနာအိမ်ဆံနာရက်ွက်ဆံနာဗဘာဆံနာအာဒနာဆံနာအမြတ်ပေးဝေပါကုန်၏အမြတ်ရ၍ဝမ်းမြောက်ဆွေတော်ဒီတော်အာလုံးသာသာသမြအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု တရားလေးမြောက် ဘုရားသာသနာစီရန်တိတ်သာသနာစီရန်တိတ်သာသနာစီရန်တိတ်တုသာဓုသာဓုသာဓုဤကဩကထာဘုံလေးမောဝေနောကျမ်းမာပါစေချမ်းသာပါစေဝမ်းသာပါစေတန်ပြပြဝေစေရာဘေးကင်းပါစေစိတ်ဆင်းကင်းပါစေကိုယ်စိတ်ကင်းပါစေကိုယ်စိတ်နဲ့ချမ်းသာစွာဖြင့်စေရာအာနာဟုကိုအာနာဟုကို
ပြည်မှာသံဃာတော်ရှင်မြတ်စွာဆက်ကပ်ပါရှိတယ်ဒီကြောက်ပါဓမ္မများနဲ့ခုနှစ်ရက်သားသမီးကိုတော်ကောင်းပေါင်းလို့ခင်ဗျာဒီနေ့ကလမ်းမကြီးရဲ့လမ်းမတော်မင်းလားခင်းကြီးရင်အောင်ဘွယ်ဖွယ်ဖွယ်ခံအောင်လူတိုင်းကြတဲ့မတီးပြီးတော့လမ်းဖွယ်ဖွယ်မှာလူတိုင်းကြတဲ့လူရှင်များကိုလည်းပညာပေးပါဦးမယ်ဦးလေးကိုတော့တဲဆုနဲ့မိသားစုမှာကျတော့တန်ခါတော်ရှင်သူများရဲ့ဆွမ်းနဲ့တွေ့လာကြတဲ့အပရိဒါများကိုကျွေးမွေးရန်အတွက်ဓမ္မပေါက်အလှူ30ကျပ်ကိုအတီလှူဒန်းပါတယ်နောက်တစ်ခါဥအောင်စိုးတဲ့နောက်ဆုံးမြမိသားစုပြစ်လမ်းမှာလည်းကျတော့တန်ခါတော်အရှင်သူများဝါကမသူငွေလူတိုင်းရအတွက်2သိန်းခွဲကျပ်ဥပေကျူတော့ဥပေကျူမိသားစုလိုက်ကင်းမှလည်းအရန်ဆွမ်းရဲ့အလှဆက်ကလူတန်းပါလေဟုတ်မန္တလေးမို့မိသားစုရှင်မင်းက12လမ်းကလည်း3သိန်းကျပ်လူတန်းပါလေနောက်ဥကျော်မျိုးမိသားစုက9000ကျပ်ဥမျိုးထွန်းမိသားစုမှ4000ကျပ်ဥခင်သောမိသားစုမှ9000ကျပ်ဒေါ်ဘေဒီစိန်မိသားစုမှ9000ကျပ်ဥလသိန်းမိသားစုမှလည်း9000ကျပ်ကိုလူတန်းပါလေနောက်တစ်ခါမရှိတဲ့စင်ကလည်းရှင်မှုမှုကျေးရအတွက်3သိန်းကျပ်ကိုအဝလူတန်းပါလေအလုံးဘုရိကပွားနိုင်ရန်တင်ပြခြင်းဖြစ်ပါလေသာဟောတာကာယကံဝစီယံမနောကံသဗ္ဗဒောတာဖတ်တိံသောတတိယဒီကျေသုံးဒီနာအောင်ဘုရားယနာသံဃာတော်အကျိုးအားကြောင့်အဘယ်လူပါတတုံးပါရပြည့်ရှိပါယံဒီဝိပါဝိပါတိတရားဝိပါယတနာတရားဟာရုမာအခါခတိသိက္ခာဘုရားကိုရပါလို့ဤသေသာဘောကသုံးတွင်ဘဝပြင်ဝဲမြတ်ကောင်းမှုကဲ့သို့ပူဇော်သောတရားတော်မြတ်ကို၎င်းလောကသုံးတွင်ဘဝပြင်ဝဲမြတ်ကောင်းမှုကဲ့သို့ပူဇော်သောသံဃာတော်မြတ်ကို၎င်းမြတ်မောတော်မှာကကျေးဇူးကြီးအေးမြတဲ့တို့ပြည်ရွာပဝန်းကျင်ကိုမြတ်လို့ခြေကင်စေခြင်းတည်းဟူသောသီလကုသလစေရနာလောကရန်တရားတွေ့ကြုံညာတရားယူစားဖြစ်တရားဖြစ်မှာချမ်းသာရာဒုက္ခအေးခြင်းစေဟုသိအားလျော်စွာယမဇုံမြတ်လေးပါသောတတိစေဝရဏမိမိရဲ့လည်းကျိုးစားစတဘာတို့တော်လည်းပါပါစေသူတော်ဘာတို့လန္ဒယကမှာလူရှင်ပေါင်း900သာသမီပေါင်းသူတော်ကောင်းတို့သည်ဒုဒ္ဓပါစေဘေးကင်းပါစေရန်ရှင်းပါစေသေဆုံးလာကုန်တကောကြောင့်အာတဝတရားယောဂတရားဩဃတရားတို့မှဆောလန်းလာ၏ဆောလန်းရယူနိုင်ကြမည်အလူရှင်အလူမပေါင်းသူတော်ကောင်းများဖြစ်နိုင်ကြပါစေသံသာစေဝ
ဝန္တာစေယေလမ်းပြစေယေသစ္စာပေသုဘောင်းမေတ္တာဝေဣဒာမေပုံညံအာတဝခယံဝဟံဟောတုဣဒာမေဒါနံဣဒာမေသီလံဣဒာမေဘာဝနာဟောတိညာဏတ္တနိဗ္ဗာနတ္တပစ္စယောဟောတုသမမုနိရာဇသသုဏတုတက္ကမောက္ကတံဓမ္မသဝနာကာလောယံပတ္တတံကာလောယံပတ္တတံနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယနေ့ဇေဝနိယဇနောရတ္တိဝါမတ္တတိတောဒုက္ခံသုပတိသောတောဇာဘာဘကိဉ္စီနာဘတတိဧဝမာရိကုဏုပိတံပရိဒံဓမ္မနာမဟေကရဏီယမရကုသလေနာယနာတရံပရတံတံကံလူဘာဝေနဝိနာတမေတုယနေ့ယခုဖွံ့ဖြိုးရေးလမ်းမကြီးကိုပြုလုပ်ဆောင်ရွက်ပြီးတော့ခင်းကျင်းခဲ့ကြတာမကြာမြင့်မီအချိန်ကာလမှာဖြစ်လမ်းဖွင့်ပွဲကိုပြီးစီးပြီးတော့အောင်မြင်တော့အဲ့တော့မြတ်စွာဘုရားရှင်ကပြိဋိဘံဆန္ဒမုဂလိမှာဒေဝဘေကုနေဥပဒကဥပတိကဟုဆိုသောပြိဋ္ဌ၄ပါးကိုအပမဒေနသမ္မာဒိဋ္ဌာဆိုတဲ့စကားလုံးတစ်လုံးနောက်ဘောအတန္တရာဘောတော်မှာသွားကြလာကြနေကြထိုင်ကြဆိုပြီးတော့တတိပေးတော်မူခဲ့တယ်။မြတ်စွာဘုရားရှင်45ဝါကာလပတ်လုံးဟောကြားတော်မူအနှိမ့်ချုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအပမအားကြောင့်ယနေ့ယခုရှင်မေကံရက်ွက်သူရက်ကသွားတွေကမြတ်စွာဘုရားရှင်ရဲ့ဩဝါဒနဲ့အညီတဲ့အပမဒေနမမိတ်မလျော့တဲ့သတိတံမှာမိမိတို့ဘုရားကြီးမျိုးသူမျိုးသားများဒီနာရွာနီးချုပ်ဆက်ကရှိကြတဲ့ပြည်သူပြည်သားများသွားရလာရမှာကလုံးပတိစုမညိပဲနဲ့အစဉ်ပြေစွာအတွက်မိမိတို့ရဲ့စီဝါရေးမိမိတို့ရဲ့ဝန်ဆောင်ရေးကိုရှာဖွေပြီးတော့တော်လာကုသိုလ်ဆက်ဆံနိုင်ဖို့အတွက်မိမိတို့ကအပမဒေနမမိတ်မလျော့တဲ့ကုသိုလ်စိတ်တွေနဲ့အပမဒေနမမိတ်မလျော့တဲ့တန်ပစိတရားတွေနဲ့အပမဒေနမမိတ်မလျော့တဲ့ပရဟိတအများကောင်းကျိုးစိတ်ဓာတ်တွေနဲ့တမ္မာဒိဋ္ဌမိမိကိုယ်ကိုကောင်းအောင်သူတော်ဘာတွေလည်းကောင်းအောင်ကြိုးစားပွားများအားထုတ်လိုက်တာလို့စိတ်ထဲမှာသဘောကျရမယ်။အဲဒါမြတ်စွာဘုရားရှင်ကဓမ္မပဒ္ဒအထာဂတမှာဣဒံမောတတိပိသမောသာစိတ်ပရိယောဓပနံဣဒံဗုဒ္ဓနာသာသနံဆိုသည့်အတိုင်းပဲမကောင်းမှုကိုမပြုပါနဲ့ကောင်းမှုကိုမရရပြုပြီးတော့မိမိရဲ့စိတ်ကလေးကိုနော်ဘဝတတ္တအလုံးဖြူစင်အောင်ထားနိုင်ကြတဲ့အလူဒါယကအလူဒါယကမလန္ဒါယကလန္ဒါယကမ9ရက်သားသမီးပေါင်းသူတော်ကောင်းများကိုစီကုံကဖြစ်နိုင်အောင်ကြိုးစားနိုင်ကြပါစေလို့ဦးဇင်းကတိုက်တွန်းပဋ္ဌာနာအာတိတပြုရင်းနဲ့ဓမ္မကထာကိုဏိဂုံးကံပတ်အဆုံးသတ်လိုက်ရပါတော့တည်းဘုရားတပည့်တော်မတို့သည်ယနေ့ယခုရှင်မင်းကံရက်ကွက်မျက်နှာစာဘိန်းလမ်းမာကြီးလမ်းဖွင့်ပွဲလမ်းအောင်ပွဲကိုအကြောင်းပြု၍ဘုရားမူရှိသောသံဃာတော်အရှင်သူမြတ်တို့အားသံစုစုတို့ကိုသက္ကကြောင့်ဖြစ်သောဒါနကုသိုလ်စောင့်တည်အပ်သောဘာနာကုသိုလ်နာကြအပ်သောဓမ္မတိဒါနပဒာနုမောဒနာဖြည့်ခြင်းကြပါကုန်၏ဒီကောင်းမှုတို့သည်မဘုံနိဗ္ဗာန်ကိုလင်းမြန်စွာရရမ
အရှင်ဘုရားယနေ့စီဖို့ကုသိုလ်ထူ၏အစွမ်းတတ်ပစ္စုပန်တန္တရာနတံသောဘဝကောင်းကျိုးချမ်းသာလူရဆန္ဒအိဒ္ဓံလောကုတ္တရာချမ်းသာနတ်ဖျားသောခြေအခါရှိဘဝရှိတန္တရာတို့ကပြုလို့အဆုစုတို့ကိုဘုရားတပည့်တော်တို့နှင့်ရှိဘဝယခုဘဝတော်ဆက်ကြကုန်သောမိဘဘိုးဘွားဆရာသမားဆွေမျိုးညာတိမိတ်ဆွေသင်္ကာဟလမ်းခြံဆောင်နံလမ်းဆောင်နံရွှေမင်းကန်ရက်ကွမျက်နှာစာမိန်းလမ်းမကြီးဆောင်နံကြွားဆောင်နံမျိုးဆောင်နံတော်ဆောင်နံရုပ်ကစုအမျိုးမျိုးသောနတ်ဒေဝအပေါင်းတို့အား၎င်းအထူးအားဖြင့်ဤလမ်းမကြီး၌ဘုဒ္ဓငွေကြီးဖြင့်ထောက်ပံ့လူဒန်း၍ဤလမ်းမကြီး၌လောဝဒါနဖြင့်ပြုလို့လူဒန်း၍ဝေလွန်သွားကြကုန်သောရန္တာယကံရန္တာယကမသိဝေပါ၏30ဘုံဝိနည်းယဒုက္ခိတတရဝါပေါင်းတို့အားအမြပေးဝေပါ၏အမြရကြ၍ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုဟူ၍သုံးချိန်တိုင်းဟောဆိုနိုင်သည်ဖြစ်ကြပါစေသောအလုံးရကြသမျှအမြသူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးရကြသမျှအမြသောသာဓုသာဓုသာဓုအလုံးရကြသမျှအမြသူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကိုယ်စိတ်တရားပြည့်ရင်ကွာရဲ့ကောင်းကျိုးတွေအားဆန္ဒပြည့်ဝနိုင်ကြပါစေ
အမှုဘွယ်အခမ်းအနားတစ္ဆာဒီသားစုများနေတော့ခုနကဖက်ကျိုးပြဖွင့်လက်ပေးမှာဖြစ်ပါတယ်ဝိသိဉ္ဇဉ်ပဲဖြစ်ပါတယ်အကျဉ်းလေးပဲကျွန်တော်ဆောင်ရွက်မှာဖြစ်ပါတယ်ကိုမျိုးစိုးရှေ့လေးတစ်ချက်လောက်ခဏလေးပါရှေ့လေးခဏလေးပါနောက်နေနေဆိုပေါ့ပေါင်းလေးတိုင်းပေါင်းလေးသွားမလားHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ